မင်္ဂလာပါဒီနေ့ကတော့ ARB app ထဲကနေပြီးတော့ visa ကလေးကိုဘယ်လိုအလွယ်တကူရှောက်လို့ရမယ်ဆိုပြပြပေးမှာဖြစ်ပါတယ်အရင်ဆုံး ARB app ထဲကိုဝင်မယ် ARB app ထဲရောက်သွားပြီဆိုရင်တော့ CO လေးကိုတစ်ချက်နှိပ်ပေးမယ်ဗျအဲ့ဒီထဲမှာ cut ထဲမှာ cut application ကိုတစ်ချက်ယူရပါမယ်အဲ့ဒီထဲကနေ virtual visa prepaid card ကိုယူရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ကတော့ယူပြီးဖြစ်တဲ့အတွက်ကြောင့် limit ဖြစ်သွားပါပြီဒီ virtual visa prepaid card ကိုဖြည့်ဖို့ဝင်ကျန်း9000ကျတဲ့မှာဖြစ်ပါတယ်ပြီးကြတော့ visa card ထဲကိုအနည်းဆုံး1000ကျပ်ကနေစပြီးတော့သွင်းလို့ရမှာဖြစ်ပါတယ်ခင်ဗျဘယ်လိုရှောက်အောင်ပဲဆိုတာကိုသိသိကြည့်ရှုလိုက်ပါနော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာလေးရလာပြီဆိုရင်တော့ sorry manage card ထဲမှာသူကပြပြီးတော့ဝင်လုပ်လို့ရပါတယ် ARB app ရဲ့ထူးခြားမှုတစ်ခုကတော့သူက card ထဲကိုဝင်ဖြည့်မယ်ဆိုရင်ဘယ်လောက်ပဲဖြည့်ထက်တဲ့ percentage အနေနဲ့2000ကျပ်ကို fee အနေနဲ့ပေးရပါတယ်အားလုံးပဲကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်ခင်ဗျာ